အဲ့ဒါနဲ့ကိုမတင်တော့ဘူးဆိုပြီးတော့အဲ့ဒီမမရရကို2003ခုနှစ်နွေရာသီကျူရှင်ចောင်းသားတွေလာအပ်တဲ့အချိန်မှာအခုလက်မခံတော့ဟာចောင်းသားတွေကလာတယ်အခုလက်မခံတော့မတင်တော့ဟာဘယ်လိုဖြစ်တာလဲဆရာလေးကနာမည်ရမ်းကြီးနေကမှမဟုတ်ကျွန်တော်မတင်ချင်တော့ကျွန်တော်ဒီ course ကိုလည်းသင်ရတာစိတ်မပါဘူးနောက်တစ်ခုကဒီဆယ်တန်းကျူရှင်သင်ရတာကိုလည်းညှင်းငွေသွားမေရီကဟာဘာငါသားပြောင်းလဲသွားပြန်ပြီပေါ့ဘောလုံးသမားဖြစ်မှတင်တယ်မဖြစ်ပြန်တခါဂီတာပြီးတီးတော့တချင်းဆိုမယ်ဆိုတော့ဖြစ်မယ်ဆိုမဟုတ်ပြန်အခုကျူရှင်ဆရာနဲ့3လနှစ် okay နေတော့လဲငါတို့ကကျူရှင်ဆရာလို့ပဲအောင်းမေးနေတာနင်မဟုတ်ပြန်ဘူးအဲ့ငါသားနင်ဘာလုပ်မလဲလုံးလုံးစေတော့စဉ်းစားလို့မရသေးဘူးလို့အဲ့ဒါကိုစဉ်းစားနေရပါတော့စဉ်းစားနေနဲ့ဘာသွားစဉ်းစားမိလဲဆိုတော့အဲ့ဒီခေတ်အဲ့ဒီအချိန်တုန်းကတို့တွေဒီစရန်စာတွေတင်တဲ့အခါမှာကွန်ပျူတာစာစီစာရိုက်ကတော်လောက်ရတယ်လေစိုက်နေမှာအဲ့ချိန်မှာကိုကအဲ့ကွန်ပျူတာစာစီစာရိုက်ဘေးနားမှာထိုင်ကွန်ပျူတာဟိုလို့ဒီလို့ပြောနေရတာပေါ့စဉ်းစားမိတယ်နောက်တစ်ချိန်မှာဒီကွန်ပျူတာတွေကမပြတ်တော့ဘူးလားကွန်ပျူတာတွေပြတ်ရင်ကွန်ပျူတာအဲ့မှာလာပြင်းတဲ့ဆရာလုံးဝအဲ့ဒီခေတ်အဲ့ဒီခါတော့ကွန်ပျူတာပြင်တဲ့လူကလုံးဝဆရာကြီးပဲဘာလို့အဲ့ဒီစာစီစာရိုက်သွားလုပ်တဲ့အချိန်မှာကွန်ပျူတာပြက်လို့ဟလာပြင်တဲ့လူစောင့်နေတယ်အဲ့တော့မမရရှိသေးတယ်ကိုရဲဝင်းဆိုတာသူ့စီမှာအကိုကအမြဲတမ်းသွားပြီးတော့ကွန်ပျူတာစာစီစာရိုက်လုပ်တာဆိုတော့အဲ့ဒီမှာသွားတိုင်းမှာသူကကွန်ပျူတာပြက်လို့ပြင်တဲ့လူစောင့်နေတယ်ဆိုစဉ်းစားတာပေါ့ဒါနောက်တစ်ချိန်မှာဒီကွန်ပျူတာဟာခစ်ဖြစ်လာနိုင်တယ်အဲ့တော့ငါကွန်ပျူတာလေ့လာမယ်အဲ့မေကိုသွားပြောတာမေကျွန်တော်ကွန်ပျူတာလေ့လာတော့မယ်ဟမ်နင်ဘယ်လိုဖြစ်တာတော့စရန်ကျူရှင်ဆရာဘဝနဲ့ဟလာဝင်ငွေတွေလည်းကောင်းအစင်လည်းပြေနေရကနေပြီးတော့မဟုတ်ဘူးမေကျွန်တော်မပါစိတ်မပါတော့စိတ်မပါရင်ကျွန်တော်မလုပ်ချင်ဘူးအဲ့တော့ကျွန်တော်ကွန်ပျူတာလေ့လာမယ်ဒါဘာလဲဆိုတော့ဘဝမှာဒါဒုတိယအပြောင်းအလဲလို့ပြောလို့ရတာပေါ့နော်ပထမတုန်းကအကိုဟာတက်ဆီသမားပေါ့တက်ဆီမောင်းနဲ့ကြောင်းမပြီးသေးတဲ့အရွယ်ပေါ့ဆိုတော့ထူးဆန်းတယ်နော်အကိုအဲ့ဒီတုန်းကကားအက်ဆီဒန့်ဖြစ်လိုက်တာဟာတကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင်ကန်ဆိုးတာပဲဒါပေမဲ့အကိုရှူတောင်းကနေကြည့်လိုက်တဲ့အချိန်မှာကန်ကောင်းတာဘာဖြစ်လဲဆိုတော့တကယ်လို့ဒါအဲ့ဒီကားအက်ဆီဒန့်မဖြစ်ရင်အခုအချိန်ထိအကိုဟာကားတက်ဆီသမားဖြစ်ချင်းဖြစ်နေမယ်သို့မဟုတ်အစ်စ်မြင့်ပေးလိုက်မယ်ဆိုရင်တက်ဆီထောင်နဲ့ပိုင်ရှင်ပေါ့ဘာဖြစ်လို့အကိုပြောနိုင်လဲဆိုတော့အဲ့ဒီတုန်းကအကိုနဲ့အတူတူတက်ဆီမောင်းခဲ့တဲ့မျိုးကြီးဆိုတဲ့တငယ်ချင်းကအခုအချိန်ထိတက်ဆီလဲမောင်းတုံးပဲပြီးတော့ဒါပေမဲ့သူလည်းပဲကားပိုင်တော့ဖြစ်နေပါပြီဒါပေမဲ့သူကားထောင်ထားတယ်ပေါ့အဲ့တော့ဒီလောကတွေကနေသူဟာယုံမထွက်နိုင်ဘူးခုတတိအကိုတို့တငယ်ချင်းတွေတွေ့ကြတဲ့ခါကျရင်အေးကွာမင်းကတော့ပြောင်းလဲသွားတယ်ဒါပြောမယ်ဆိုရင်တကယ်ကို live show ကြီးပဲလက်ရှိလဲတက်ရှိထင်ရှားရှိနေသေးတယ်ရုပ်ရှင်ရိုက်မယ်ဆိုရင်တော့တော်တော်ကောင်းတဲ့ရုပ်ရှင်လို့ပြောလို့ရတယ်ဘာဖြစ်လို့ဆိုတော့ဒါတကယ်အဖြစ်ပြက်ကြီးအဲ့ဒီတငယ်ချင်းနဲ့အဲ့ဒီတငယ်ချင်းကလည်းအကိုအိမ်မှာဝင်ထွက်သွားလာနေအဲ့ဒီတငယ်ချင်းကအမေကိုဆိုတာပြောတာကိုအမေကိုလည်းသူအမေလို့ပဲခေါ်တာအမေရတဲ့အမေသားတဲ့ဒီတယောက်ကြတော့တဲ့ဟိုကောင်းစားတယ်ပေါ့ကျွန်တော်ကြတော့အမေကမကောင်းစားဘူးပေါ့ဟဲ့နင်းကိုလည်းငါဒီလိုပဲဆုံးမတာပဲဒီလိုပဲပြောတာပဲဆိုတော့ဒါပေမဲ့ဒီတငယ်ချင်းကအခုကအစင်မပြေတာမဟုတ်ပါဘူးသူလည်းပဲအခုဒါအိမ်ချမ်းမြေလုပ်ငန်းတွေလုပ်နေတော့သူလည်းအခုအိမ်ဒီဘယ်နှလုံးနဲ့လဲဘောစီဖြစ်နေပါပြီဒါပေမဲ့ခုနပြောသလိုပေါ့နော်ဟိုတယောက်နဲ့တော့ကျင်လေတဲ့လောကတော့မတူဘူးအဲ့ဒီတုန်းကတက္ကစီအတူတူမောင်းခဲ့တဲ့တငယ်ချင်းဟာအခုချိန်ထိရှိတုံးပဲဆိုတော့အဲ့ဒီ live ကနေပြီးတော့ကိုက change ဖြစ်ပြီးတော့ကျူရှင်ဆရာဘဝကိုရောက်တယ်အဲ့ဒီကျူရှင်ဆရာဘဝမှာဖြတ်သန်းတဲ့တငယ်ချင်းလည်းခုတည်းရှိတုံးပဲအဲ့ဒီတငယ်ချင်းကတော့အခုဒါ logistic fees ထဲမှာရှိနေတယ်အခုကိုနောက်ပိုင်းမှာအခု logistic လောက်လာတဲ့အခါဆိုဒီတငယ်ချင်းနဲ့တော့ကိုနဲ့ပြန်ပြီးတော့အလုပ်တွေအတူတူပြန်လုပ်ဖြစ်ကြအောင်မယ်ဆိုတော့အဲ့တုန်းကတော့ကျူရှင်ဆရာအတူတူလုပ်ခဲ့တယ်သူကဝိဇ္ဇာတွဲတင်တယ်အကိုကဒီအင်္ဂလိပ်စာသင်ချာတင်တယ်သိပ္ပံတွဲပေါ့နော်ဆိုတော့အဲ့ဒီ live ကနေခုနကတော့အကိုကပြောင်းတယ်ဘာပြောင်းလဲဆိုတော့ computer လောကထဲကိုဝင်မယ်ဆိုတော့တက္ကရာက2003ခုနှစ်ဆိုတော့ကိုဘာလုပ်လဲဆိုတော့တငယ်ချင်းတယောက်ကိုမေးတာပေါ့ငါကွန်ပျူတာလောကထဲကိုဝင်မယ်အရင်ကြီးရနော်ကဲကွန်ပျူတာလောကထဲဝင်မယ်ဆိုတော့ကွန်ပျူတာဘာတက်လဲမေးတော့ဘာမတက်ဘူးကွန်ပျူတာလောကထဲကိုဝင်မဲ့လူကကွန်ပျူတာမတက်ဘဲနဲ့မရဘူးလားဆိုရရနော်အခုလူငယ်တွေဘာပြောချင်လဲမင်းကြိုက်တဲ့လောကကိုဝင်လို့ရတယ်မင်းတတ်စရာမလိုလေ့လာလေဆိုတော့အကိုကဘာလုပ်လဲဆိုတော့တင်တန်းနေလိုက်စုံစမ်းတာတင်တန်းနေလိုက်စုံစမ်းတဲ့အခါမှာ52လမ်းထိပ်မှာမဟာဗန္ဓုလလမ်းမပေါ်မှာ CYC
advanced training သင်တန်းဆိုတဲ့ computer training တစ်ခုတော့တွေ့တယ်အဲ့ဒီ computer သင်တန်းကထူးခြားတာက advanced ပဲသင်တာသူကအခြေခံနေသင်တာမဟုတ်ဘူးအစစ်မြင့်နေသင်တာဆိုတော့အဲ့ဒီသင်တန်းကြောင်းသွားစုံစမ်းတာသွားစုံစမ်းတော့အကူကဘောင်းမီတိုလေးနဲ့မတ်မိနေသေးတယ်သွားတာပေါ့အဲ့ဒီသင်တန်းကြောင်းကိုဝင်လိုက်တယ်အဲ့ဒီမှာအဲ့ဒီသင်တန်းကျောင်းရဲ့ manager ကမတ်နုတဲ့အခုအကိုရဲ့ Facebook ထဲမှာ friend အဖြစ်ရှိနေတော့မယ်မလင်းလင်းနဲ့အခုတည်းရှိတော့မယ်ဆိုတော့သွားတွေ့တော့မတ်နုရဲ့လို့မသိသေးဘူးနောက်မှသိတာဆိုတော့အမပေါ့ဆိုတော့သင်တန်းစုံစမ်းမယ်ဆိုတော့အဲ့တုန်းက system သင်တန်းလို့ခေါ်တယ်အခုတော့ A+ hardware engineer A+ hardware လို့ပြောတာပေါ့နော်ဆိုတော့အဲ့တုန်းကတော့ system သင်တန်းဆိုတော့အခုသင်တန်းသွားပြီးတော့စုံစမ်းတော့သင်တန်းကြီးက2000ခွဲတဲ့အဲ့ဒီခေတ်ပတ်စံ2000ခွဲကများရလေဟုတ်ကဲ့လို့အဲ့နဲ့သင်တန်းဘယ်နေ့ပဲရဲ့ပေါ့နော်ပပညာအကုန်လုံးစုံစမ်းပြီးတော့အခုပြန်ထွက်လာသူမေးကြပါတော့ကျွန်တော်က computer fees ဝင်တဲ့ခါမှာကျွန်တော်က computer ပြုပြင်တာသင်ရတယ်မင်း computer ပြုပြင်တာသင်နေတယ်ဆိုဒီတက်တက်မှာဒီတန်းကဘာတွေသင်ပေးမလဲဆိုတော့ computer ဘယ်လိုတိစောက်ထားလဲဆိုတာပါမယ် computer သူပြောရမယ်ကိုတခုမှနားမလဲဘူးအဲ့ဒီခေတ်ကအဲ့ဒါနဲ့အကူကသင်တန်းစုံစမ်းပြီးတော့ပြန်လာတော့မှအကူထွက်တဲ့အချိန်မှာပေါ့နော်တကားတွန်းဖွင့်ပြီးတော့ပြန်ပိတ်တဲ့အချိန်မှာမှစာလေးတစ်ခုကတ်တာရုံးအကူဝန်ထမ်းတဦးအလိုရှိသေးတယ်ရုံးအကူနော်ရုံးအကူဆိုတာရုံးတရုံးမှာအနှိမ့်ဆုံးဝန်ထမ်းပေါ့ဒီလိုကူနားလည်ထားတယ်ဒါပေမဲ့တလန်းလုံးပြန်ပြီးစဉ်းစားငါလို့တင်နှန်းတက်ရင်ကောင်းမလားအလုပ်လျှော့ရင်ကောင်းမလားတင်နှန်းတက်ရင်ကောင်းမလားအလုပ်လျှော့ရင်ကောင်းမလားဆိုတော့အဲ့ဒီတင်နှန်းကျောင်းကနေပြန်လာတဲ့တလန်းလုံးစဉ်းစားလာတာအိမ်လဲရောက်ကောလုံးမယ်ငါတင်နှန်းမတက်ဘူးဝစ်စားလဲလိုက်တယ်ပစိုးတွေပါပြန်ဝဲအင်ဂျီရှယ်အင်ဂျီတွေပါလဲပြီးတော့ဟလာအောင်လက်မှတ်တွေပါတွေညာတွေနဲ့ကာရင်ပြီးတော့အဲ့ဒီတင်နှန်းကျောင်းကိုပြန်သွားတော့အဲ့ဒီမနုဆိုတဲ့အမကြီးเนาะအခုဒီဗီဒီယိုဖိုင်ကိုမြင်ရင်မနုဆိုပြုံးပြီးတော့ကြည့်နေမှာဆိုတော့ဟဲ့နေခုနတင်နှန်းစာဆုံးသွားတဲ့ကောင်လေးမလားတဲ့ဟုတ်တယ်မလို့ကျွန်တော်အခုတင်နှန်းမစုံစမ်းတော့ဘူးလို့ကျွန်တော်အလုပ်လျှောက်မလို့ C form လေးတင်ကျင်လို့ပါအဲ့ဒါနဲ့ကြည့်လိုက်တော့ဟဲ့ကိုကအင်ဂျင်နီယာကျောင်းစစ်လက်မှတ်တွေပါတွေ့တော့ဟဲ့ခေါ်ထားတာရုံးအကူနော်တဲ့တောက်တုံမဲရဒီရုံးမှာအကုန်လောက်ရမှာတဲ့ရတယ်ကိစ္စမရှိဘူးနေခုနကတော့တင်နှန်းတက်ချင်ဟုတ်တယ်မလို့ကျွန်တော်စောစောတော့တင်နှန်းတက်မလို့ဒါပေမဲ့ကျွန်တော်စဉ်းစားလိုက်တယ်အပြန်ကြတော့တင်နှန်းတက်မယ်ဆိုရင်တင်နှန်းချိန်မှာပဲကွန်ပျူတာနဲ့နှီးစက်မယ်တင်နှန်းမတက်ဖဲနဲ့ကျွန်တော်အလုပ်လုပ်မယ်ဆိုရင်ကွန်ပျူတာတွေနဲ့တောက်လျှောက်အကြာကြီးနှီးစက်မယ်ပြီးတော့အခြားအတန်းတွေကိုလည်းကျွန်တော်လိုက်နားထောင်လို့ရတဲ့အခါကျတော့ကျွန်တော်ပညာပူရမယ်လို့ထင်တဲ့အတွက်ကျွန်တော်အလုပ်ပဲလျှောက်တော့မယ်ဆိုတော့အေးဟုတ်ပြီတဲ့ဆိုလို့ရှိရင်မနေ့ပြန်ကြလိုက်ရင်ငါတင်ပြထားလိုက်မယ်အင်တာဗျူးလာခဲ့ဆိုတော့ okay ဆိုပြီးတော့မနေ့ပြန်နောက်တစ်နေ့မနေ့မှာအင်တာဗျူးသွားတာပေါ့နော်အင်တာဗျူးသွားတော့မှတ်မိတယ်အဲ့တုန်းကအဲ့ဒါအကိုတို့ကျောင်းကစီနီယာပဲစက်မှုကျောင်းကကိုသားကြီးဆိုတာနော်ပြီးတော့ကိုဖိုးထွေးမှတ်မိတယ်နှစ်ယောက်ပထမတစ်ယောက်တည်းအင်တာဗျူးတာအကိုအင်တာဗျူးနှစ်ခါဖြေရတယ်တစ်ယောက်တည်းအင်တာဗျူးတယ်ဗျူးတော့ဟာညီလေးတဲ့မင်းအကိုတို့ကျောင်းကပဲတဲ့ဒီအလုံးနဲ့မင်းကျောင်းစစ်လက်မှတ်နဲ့ဟိုဘယ်လိုပြောမလဲနည်းနည်းဝေးတယ်နော်တဲ့ရတယ်ကိုပြဿနာမရှိဘူးကျွန်တော်ဒီလုပ်ကိုလုပ်ချင်လို့လာစားမင်း9000ပဲရမှာနော်တဲ့ရတယ်9000လဲအခြေခံလာစားအဆင်ပြေတယ်ဒါဆိုတော့မင်းဘယ်လိုနေထိုင်စားတော့မလို့ကျွန်တော်ကအပြင်မှာဟိုစေတန်းကျူရှင် guide တွေပါလိုက်လို့ရင်တယောက်ကို6000ရတယ်နှစ်ယောက်သုံးယောက်လုပ်လိုက်ရင်အဆင်ပြေတယ်အဲ့တော့ကျွန်တော်ဒီလုပ်ကိုလုပ်ရတဲ့ရည်ရွယ်ချက်ကဒီကွန်ပျူတာတွေနဲ့အကြာကြီးထိတွေ့ခြင်းလို့နှီးစက်ခြင်းလို့အဲ့တော့ဒါဆိုရင်လည်းမင်းရတယ်ငါတို့လုံမာတဲ့အကြာကြီးမလုပ်ဘဲနဲ့ခဏတစ်ပြုတ်ပညာသင်ပြီးသွားမှာပေါ့တဲ့ဆိုတော့ကျွန်တော်တာဝန်ကြီးအောင်လုပ်ပါမယ်ကျွန်တော်ယူထားတဲ့တာဝန်နဲ့လုံးဝမပြည့်ရင်းစေရပါဘူးနောက်ဆုံးတော့ခိုင်းကြည့်ပါအလုပ်ခန့်ကြည့်ပါတာဝန်ကြေတာထက်ပိုစေရပါမယ်လို့ပြောတော့ကောင်းပြီကွာတဲ့ကိုကြီးတို့ကဒီမှာ share 3ယောက်လောက်တာတဲ့မနေ့ပြန်ကြရင် interview နောက်တစ်ချိန်လောက်လာခဲ့ပါဦးတဲ့ဆိုတော့ okay ပေါ့သွားရောနောက်တစ်နေ့သွားတော့စောစောတုန်းက1ယောက်တည်းနော်နောက်တစ်နေ့ကျတော့3ယောက်ကိုသားကြီးရယ်ကိုဖိုးထွေးရယ်ကိုသားငယ်ကိုသားကြီးနဲ့ကိုသားငယ်ကညီကိုဖိုးထွေးဆိုတာကရုပ်ရှင်မင်းသားမင်းဟင်းရဲ့ညီမှတ်မိသေးတယ်ဆိုတော့သူကအာခီတွေအကိုက7
the senior တွေအကော junior ဆိုတော့ကိုသားကြီးကဘေးကလူနှစ်ယောက်အေးတဲ့ငါမနေ့ကပြောတဲ့ညီလေးကဒီညီလေးပဲတဲ့ဒီကောင်ပြောတာနားထောင်ကြည့်တဲ့ပြောတာနားထောင်လို့ကောင်းတယ်ဟော interview ခေါ်တာကွာသူတို့ကမေးရမှာမို့လားဒါပေမဲ့ तू ကမမေးဘဲနဲ့ तू ကကိုယ့်ကိုပြောခိုင်းတာညီလေးပြောတယ်မနေ့ကပြောတဲ့ဟာတွေပြန်ပြောပြတယ်ဆိုတော့ကိုကပြန်ပြောရတာပေါ့ကျွန်တော်ဒီလောက်ကိုရှောက်တယ်ဆိုတာဒီကွန်ပျူတာတွေနဲ့နီးနီးဆက်ဆက်နေခြင်းနဲ့ဒီပညာရက်ကိုတတ်ခြင်းနဲ့ကျွန်တော်ဘာမှငကန်းတစ်လုံးမှမသိဘူးကျွန်တော်မှာ certificate ဒီလိုတော့ရှိတယ်အခုချိန်မှာစောက်လို့ရေးတွေကလည်းအပြင်မှာမကောင်းဘူးကျွန်တော်စစ်တမ်းကျူရှင်လည်းသင်ခဲ့ဘူးတယ်အဲ့တော့ဒီသင်တန်းကျောင်းမှာကျွန်တော်တာဝန်ကြီးတာထက်ပို့ပြီးတော့လုတ်ပေးနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်တယ်တဖြည်းဖြည်းစူးစမ်းရင်းနဲ့ကျွန်တော်တိုးတက်သွားအောင်လို့ဒါလှုပ်ဆောင်နိုင်တယ်အဆိုတဲ့အကြောင်းငါကြီးတောက်လျှောက်ပြောတာအဲ့နောက်ဆုံးမှာအေးပါတဲ့ငါတို့ငါမနေ့တည်းကသဘောကျပြီးသားပါတဲ့ဒါပို့ပြီးတော့တေချအောင်လို့ဒါကျန်တဲ့လူတွေကိုပါခေါ်လိုက်တာโอเคတဲ့ညီလေးတဲ့မင်းမနေ့ပြန်လှုပ်ဆက်ဆင်းလို့ရပြီတဲ့ပထမဦးဆုံးအလုပ်လျှောက်တာပထမဦးဆုံးအလုပ်ရတယ်ဘယ်တော့မှအဲ့လိုလုံးလိုက်မယ်လို့လည်းစိတ်ကူးထားတာမဟုတ်ဘူးဒါအရန်ပြောတယ်ဘာအတွက်ပြောတာလဲလို့မေးရင်ငါကွန်ပျူတာတွေနဲ့နီးကအကြိုက်နေရတော့မယ်ဆိုတဲ့စိတ်အဲ့ဒီစိတ်နဲ့ပြောတာလာစားလဲကိစ္စမရှိဘူးဘာမရှိဘူးအဲ့တော့အလောက်ကမနေ့9နာရီကနေညနေ9နာရီပဲအဲ့တော့အကိုကမနေ့10နာရီတည်းအဲ့ရုံးရှိကိုရောက်နေရုံးရှိမှာအကိုကလေကရုံးအင်ဂျီနဲ့ရောပစုအနက်ရောင်လေးနဲ့သမင်းကြိုင်လေးကြိုင်နေအစ်စေးပဲအဲ့တော့ခုနမန်နူတို့မလင်းလေးတို့ခုရှိသေးတယ်ဟာလာမန်နေဂျာပေါ့နော်ဟဲ့နင်ရုံးလာတာစောလိုက်လားနင်ကိုသားကြီးကဘော့စ်က10နာရီလာခိုင်းတာလားမဟုတ်ဘူးကျွန်တော်ဟိုနောက်ကျသွားမှဆိုလို့ကြိုပြီးတော့လာဆောင်နေတာဆိုတော့အေးလာဆိုတော့ဒီပါတွေဖွင့်ပြီးတာနဲ့ငါမရ first day ငါရဲ့ပထမဦးဆုံးအလုပ်ကိုဝင်တဲ့ချိန်မှာဝင်လိုက်တာနဲ့ငါတပြက်စီးကောက်ကင်တာငါတပြက်စီးလဲမိုက်တောင်းရှိတာတွေသွန်းအဲ့ရှိတဲ့အမှန်ကြီးစိမ့်နဲ့ယူရှိတယ်ပို့ဘာမှငါထိုင်မရမနေတတ်ဘူးလေအဲ့ရှောက်လုံးနေတော့အဲ့ဒီ manager မနုကအမဟဲ့နင်းကိုမနေ့ကအင်တာဗျူးမှာအဲ့ဒါတွေလုပ်ရမယ်လို့ပြောလိုက်တာလားမပြောပါဘူးလို့ထိုင်နေလေးနဲ့ရတာပဲတဲ့ကျွန်တော်ထိုင်ပြီးတော့မနေတတ်လို့ပါလို့ဆိုကိုလုံးလျှောက်လို့သူတို့နောက်မှပြန်ပြောပြတာပေါ့ကွာအဲ့တုန်းကသူတို့ဒါကြည့်ပြီးတော့သဘောကျရပေါ့ဆိုတော့တူချုပ်ပြီးတော့ပြောရရင်တော့ကွာအကိုရဲ့နေ့စဉ်ဖြတ်သန်းမှုတွေမှာဒီရုံရအလုပ်တွေအပြင်ကိုကပို့ပြီးတော့တာဝန်ကြီးတယ်ပေါ့တာဝန်ကြီးတာထက်ကိုပို့တယ်နောက်ဆုံးပိတ်ဆိုကိုအိမ်သားတွေဘာတွေတောင်ဝင်ပြီးဆေးပြစ်တာအဲ့ဒီမှာတန်ရှင်းဝန်ထမ်းရှိပြီးသားနော်ဒါပေမဲ့အကိုကမနေတတ်လို့ကိုလုပ်တာဆိုတော့အဲ့ဒီမှာမှတ်ရပေါ့နော်ဒါအတိမတ်ပြုခံရတဲ့ကိစ္စတစ်ခုဖြစ်တယ်